ဘုရားသခင်ရဲ့ကြီးမြတ်တဲ့ကျေးဇူးတော်ကိုရှေးဥစွာချီးမွမ်းပါတယ်လို့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာကနှုတ်ကပတ်တော်ရဲ့အလေးအလာနဲ့နှုတ်ကပတ်တော်သဘောကိုနားလည်ပြီးတော့နေတတ်သွားရင်အလိုလိုနေကြီးနဲ့ကိုဘုရားရဲ့ကောင်းကြီးဆိုခံစားရဆိုကြပါစို့အခုကျွန်တော်တို့ဘာလုပ်နေတာလဲလို့ပြောရင်ကျွန်တော်တို့ထိုင်နေတာပေါ့ဘာအတွက်ထိုင်နေတာလဲဆိုဝတ်ပြုနေတာအဲ့ဒီကနေဆက်စင်းသားရင်ဘာအတွက်ဝတ်ပြုနေတာလဲဘဝဒေါ်လာမေကိုအောင်းမေတတိယလည်းဝတ်ပြုနေတာအဲ့တော့အဲ့ဒီသဘောကိုပြန်စဉ်းစားရဲ့တန်ရှင်းသူတို့ကိုအောင်းမေခြင်းအရာကမင်္ဂလာဒါဆိုရင်ကျွန်တော်တို့ကဒီနှုတ်ကပတ်တော်ရဲ့အလေးအလာသဘောအရာဒီနေ့ကျွန်တော်တို့ဘာလုပ်နေတာမင်္ဂလာရှိတဲ့အမှုကိုပြုနေတာမင်္ဂလာရှိတဲ့အသက်တာကိုခံစားနေရနှုတ်ကပတ်တော်ကဒီလိုပြောတယ်ငါရဲ့နာမကိုတဲ့ချီးမွမ်းကိုးကွယ်တဲ့မြည်သည့်နေရာကိုမဆိုတဲ့ငါဒီကြွလာလေကောင်းကြီးပေးမယ်လို့ဘုရားရဲ့နှုတ်ကပတ်ဂတိရှိတယ်ဒီနေ့ဘောမဒေါ်လာမေကိုဘုရားသခင်ရဲ့နာမကိုအမိပြုပြီးတော့ကျွန်တော်တို့ကအောင်းမေတ္တိယဝတ်ပြုနေတာဖြစ်တဲ့အတွက်ဒီမှာဘယ်သူရောက်နေပြီလဲဘုရားသခင်ကိုရောတိုင်းရှိပြီးတော့ဘာလုပ်နေလဲကောင်းကြီးပေးလျက်ရှိနေတယ်ဆိုတော့ယုံကြည်သူတွေရဲ့အသက်တာကနေတတ်ဖို့လိုတယ်အသက်ရှင်တတ်ဖို့လိုတယ်ဘာနဲ့အညီလဲလို့ပြောရင်နှုတ်ကပတ်တော်ရဲ့အလေးအလာသဘောနဲ့အသက်ရှင်တတ်ရင်အသက်တာကအလိုလိုနေရင်းနဲ့မင်္ဂလာရှိလာတဲ့ကောင်းကြီးခံစားရတဲ့အသက်တာဖြစ်လာတာနော်ဘုရားရဲ့ကောင်းကြီးကိုခံစားရတဲ့မင်္ဂလာရှိသောသူများတို့နဲ့တွေ့ရတဲ့အတွက်ကျေးဇူးတော်ကိုထပ်မှန်ပြီးတော့ချီးမွမ်းပါတယ်ကျွန်တော်ဖော်ဖော်ဒေါ်လာမီနဲ့ဆိုင်ပြီးတော့ကျွန်တော်ကိုစပြီးတော့မိသားစုကဖော်ဖော်ဒေါ်လာမီအောင်မေးပွဲရမှာဥဆောင်ဖို့စပြီးတော့တောင်းအနည်းနဲ့အချိန်ကျွန်တော်ပြန်တွက်ကြည့်တယ်နှစ်20နီးပါးရှိတင်တိုင်းမှာဖော်ဖော်ဒေါ်လာမီရဲ့အောင်မေးပွဲကိုမိသားစုတွေကပြုကြတယ်ကျွန်တော်နှုတ်ကပတ်တော်ဝင်ငါခွင့်ရတစ်ချိန်ပဲဆရာတော်တော်တန်းကြုံလာတဲ့အခါမှာဆရာတစ်ချိန်ဒေသနာကိုဝင်ငါခဲ့ဆိုတော့ဒီနေ့မှလည်းပဲထပ်မံပြီးတော့နှုတ်ကပတ်ဒေသနာကိုဝင်ငါခွင့်ရတဲ့အတွက်ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းကျွန်တော်ဖော်ဖော်ဒေါ်လာမီနဲ့ပတ်သက်ပြီးအကြောင်းအရာတွေကိုသားသမီးတွေမြည်တွေစီကနေကျွန်တော်ပြန်ကြားရတာတွေတော့အများကြီးပဲအဲ့တော့ကျွန်တော်ကတိတိကျကျလေးသိကျင်တော့ဖွားဖို့ကိုကျွန်တော်ကပြောတယ်ဖွားဖို့ကျွန်တော်တို့လာပြီးတော့အင်တာဗျူးမယ်ဖော်ဖော်ဒေါ်လာမီရဲ့အကြောင်းလေးကိုကျွန်တော်တို့တိတိကျကျလေးနော်သမီးကိုယ်တိုင်ပြောလို့ရှိရင်ပူခိုင်မာတာပေါ့နော်ကျွန်တော်တို့ကပြန်ပြောတဲ့အခါကျတော့ကြားတဲ့စကားကိုပြန်ပြောတဲ့အခါကျတော့မတိကျတာတွေဖြစ်နိုင်တယ်လေဆိုတော့ဖွားဖုံးနဲ့ချိန်တာဖွားဖုံးကဂျပန်လာရောက်သွားတယ်ဂျပန်အထိကျွန်တော်လိုက်သွားရမယ်ပုံပဲဂျပန်သာရောက်သွားတယ်ဟိုမလုပ်ဖြစ်လိုက်ဘူးပေါ့နော်ဆိုတော့ဖော်ဖော်ဒေါ်လာမီနဲ့ဆက်ဆံပြီးတော့ကျွန်တော်ထင်ပါတယ်တော်တော်များများဒီမှာရှိတဲ့သူတွေကျွန်တော်ထက်တောင်မှဖော်ဖော်ကိုကြုံဘူးတဲ့လူတွေဖော်ဖော်အသက်ရှင်နေစဉ်အချိန်မှာတော့မြင်တွေ့ဘူးတဲ့လူတွေရှိမယ်ကျွန်တော်တော့မမီလိုက်ဘူးဒါပေမဲ့ကျွန်တော်အများကြီးကြားဘူးတာတွေတော့အများကြီးရှိဆိုတော့ဒီနေ့ဖော်ဖော်ကိုအောင်းမေတ္တိယခြင်းလို့ပြောတဲ့အခါမှာအောင်းမေပွဲရနော် memorial ဆိုတဲ့စကားကိုကျွန်တော်တို့စဉ်းစားတဲ့အခါအောင်းမေပွဲလို့ပြောတဲ့အခါမှာပုဂ္ဂိုလ်တယောက်ပေါ့ကျွန်တော်တို့မိဘတွေဖြစ်မဲ့အခုဖော်ဖော်ဒေါ်လာမေပေါ့ကျွန်တော်တို့အဖေဖြစ်မဲ့အမေဖြစ်မဲ့ပေါ့ကျွန်တော်တို့လူမျိုးထဲမှာဆိုလည်းပဲကရင်ဖြစ်ကချင်ဖြစ်ချင်းဖြစ်ကိုယ့်ရဲ့လူမျိုးထဲမှာကိုယ့်ရဲ့လူမျိုးကိုဥဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေပေါ့သူတို့ကိုပြန်ပြီးတော့တတိယအောင်းမေတာပေါ့ဒါမှမဟုတ်လဲအဖြစ်အပျက်တစ်ခုခုပေါ့အာဇာနည်နေ့လိုဥစ္စာမျိုးနော်တိုင်းပြည်တစ်ခုလုံးအတွက်ကန်ဆိုးမိုးမောင်ကြတယ်လို့ပြောရင်လည်းပြောမှာပေါ့ဒီလိုအခြေအနေကြီးကိုပြန်တတိယအောင်းမေတာနော်တိုင်းပြည်အတွက်ပေးဆက်ခဲ့တဲ့အာဇာနည်တွေကိုပြန်တတိယတာပေါ့ဒါမှမဟုတ်လည်းပဲနေတူးနေမြတ်တွေပေါ့ဆိုကြပါစို့လွတ်လပ်ရေးနေ့တို့ဟာမျိုးပြည်တော်စုနေ့လိုဟာမျိုးပေါ့အဲ့ဒါတွေကိုပြန်တတိယအဓိကအဖြစ် memorial ဆိုတဲ့စကားကဘာအတွက်ရည်ရွယ်တာလဲဘာအတွက်လဲဆိုလို့ရှိရင်
အမြဲတမ်းပဲမမေ့ပဲနဲ့နှလုံးသားထဲမှာရှင်သန်နေအောင်ဆိုတဲ့သဘောဖြစ်တယ်ဘယ်တော့မှမမေ့ပဲနဲ့နှလုံးသားထဲမှာအမြဲတမ်းရှင်သန်နေဖို့ကျွန်တော်တို့ကျမ်းစာထဲမှာဖတ်ရဲ့ဘုရားသခင်ကဘုရားနဲ့ပတ်သက်ရင်မမေ့ဖို့အထက်ထပ်မှာထားတာတွေရှိသလိုလူနဲ့ပတ်သက်ရင်လည်းမမေ့ဖို့မှာဘုရားသခင်ရဲ့ကြီးမြတ်ခြင်းတွေမမေ့ဖို့ဘုရားသခင်ရဲ့ဂတိတော်တွေမမေ့ဖို့ဘုရားရဲ့တစ္ဆာရှိခြင်းကိုမမေ့ဖို့ဥပုံတွေကိုမမေ့နဲ့အောင်းမေ့ပါပညာတော်တွေကိုမမေ့နဲ့စောင့်ရှောက်ပါအထက်ထက်တုံတင်ထားတယ်ဆိုတာတွေ့ရလူနဲ့ပတ်သက်ရင်ရောအခုတော့ဆရာမဒေါ်ချိုကြီးဖတ်သွားတယ်အတုံးပြန်sorry ပနာမကျမ်းချက်ဖတ်တဲ့အခါနော်တင်နှုတ်ကပတ်တရားတော်ကိုတင်တို့ကိုဟောတယ်တင်တို့ကိုအုပ်တယ်နော်အင်္ဂလိပ်ကျမ်းစာမှာတော့ you are leader ပေါ့မင်းတို့ရဲ့ခေါင်းဆောင်တွေပေါ့မင်းတို့ရဲ့အဖေအမေတွေပေါ့မင်းတို့ကိုဥဆောင်ခဲ့တဲ့သူတွေပေါ့သူတို့ကိုအောက်မေ့ပါတဲ့မမေ့နဲ့တဲ့ဘာကိုမမေ့ရလဲသူတို့ဘလို့ကြင့်ကြံဘလို့သူတို့အသက်ရှင်မှုအကြင့်ကြံနေရှိလဲဘလို့ပြုတ်မှုခဲ့လဲလူတွေပေါ်မှာဘလို့စိတ်ထားလဲဖယားပေါ်မှာဘလို့စိတ်ထားလဲအသင်းတော်ရအမှုလုပ်ငန်းပေါ်မှာသူဘလို့စိတ်ထားလဲအဲ့ဒါတွေကိုကြည့်တယ်ဘလို့တည်သွားတယ်လဲဘလို့စွတ်တည်လဲဘလို့တည်သွားခဲ့တယ်လဲအဲ့ဒါတွေကိုပြန်ကြည့်ပြီးတော့စစ်ဆင်ခြင်လေတဲ့သူတို့ရဲ့ယုံကြည်ခြင်းကိုမလုပ်အောင်မလဲမိအောင်လိုက်ပါဒီနေ့မမေ့ဖို့ရန်အတွက်အထက်တွန်းတင်နေတွေ့ရအဲ့တော့ဘာကြောင့်လဲဆိုရင်ကျမ်းစာမှာလူဟာတဲ့ဘုရားသခင်ရဲ့အမှုတော်ကိုအလင်းအမြန်မေ့လျော့တတ်တယ်လူကမေ့တတ်တယ်ဒီခေတ်ပူဆိုးတယ်နော်ဒီခေတ်လေတယောက်နဲ့တယောက်မတွေ့တာကြလို့ပြန်တွေ့လို့ရှိရင်တယောက်နဲ့တယောက်မျက်နှာတယောက်လက်ညှိုးထိုးပြီးတော့နာမည်ခေါ်ဖို့မထွက်နိုင်ဟေးတဲ့တယောက်နဲ့တယောက်အယမ်းမေ့တာအယမ်းမေ့တဲ့အမေ့တန်နဲ့အမေ့တဲ့အချိန်ခေတ်ဖြစ်လာကျွန်တော်တို့မေ့တယ်အခုလေတော်တော်လေးမေ့လာတယ်နော်တခါတလေကြာရင်ဆရာမမိလားအိုးဟုတ်တယ်သာပြောတာပြက်စင်းသားနေပြီကောင်းမှာဘယ်တော့မှတွေ့တာလဲငါသူ့အိမ်သမင်းသွားစားဘူးသလားမေ့တယ်နော်အဲ့ဒီအတွက်ကြောင့်မမေ့ဖို့အရေးကြီးတယ်တဲ့အောင်းမေ့ပါတတိယပါဆိုပြီးတော့အထက်ဖော်ပြတာဖြစ်ဟုတ်ပြီအဲ့ဒါဆိုရင်အောင်းမေ့ဖွယ်ရာဆိုတာဘာလဲပေါ့အောင်းမေ့ဖွယ်ရာဆိုတာ a reminder of the past အတိတ်ကိုပြန် remind လုပ်တာပြန်တတိယစေအဲ့တော့ကျမ်းစာထဲမှာဣသရေလလူမျိုးတွေကိုဗာပြောလဲဆိုမင်းတို့ဖြတ်လာခဲ့တဲ့နှစ်40ဒီခရီးရောက်လာပြီနော်သူတို့ရောက်လာခဲ့ပြီသူတို့ရောက်လာခဲ့တဲ့နေရာကနေမင်းတို့ဖြတ်လာခဲ့တဲ့နှစ်40ခရီးမမေ့နဲ့အဲ့ဒီခရီးကိုမမေ့နဲ့အဲ့ဒီအတိတ်ကိုပြန်တတိယအဲ့ဒီထဲမှာမင်းတို့ဘယ်လိုဖြတ်လာခဲ့ရဘုရားသခင်မင်းတို့အတွက်ဘာလုပ်ပေးခဲ့မင်းတို့ဘယ်ရာတွေရင်ဆိုင်ရတဲ့အခါမှာဘုရားသခင်မင်းတို့ကအံ့ဩဖွယ်ရာဘာတွေပြုပေးခဲ့တယ်မမေ့နဲ့နော်အဲ remind ပြန်လုပ်နော်နောက်တစ်ခုကဘာလဲဆိုတော့ a teacher for the future အနာဂတ်ကိုသင်ပေးရတာပေါ့အောက်မေ့ဖွယ်ရာဆိုတာကအတိတ်ကိုပြန်တတိယယုံနေမကောက်အဲ့ဒီအရာပေါ်မှာစင်ကြပြန်သင်ရတာယောရှုတို့ယော်ဒန်မြစ်ကိုဖြတ်တဲ့အခါမှာယောရှုဘာလုပ်ခိုင်းလဲမင်းတို့လူမျိုးတစ်မျိုးကနေပြီးတော့မှကြောက်ခဲတစ်လုံးမြစ်ထဲကနေယူလာပြီးရင်ဂိလကာလသူတို့စပြီးတော့ပထမဦးဆုံးစကန်ချတဲ့ခန္ဓာမြေပေါ်မှာစပြီးခြေချတဲ့ဂိလကာလကျိန်ချင်းတွေလွင့်သွားပြီလိမ့်သွားပြီဆိုတဲ့နေရာတိတ်တိတ်ပဲရှိတဲ့နေရာအဲ့ဒီနေရာမှာကြောက်တုံးတွေကိုဆင့်ခိုင်းတယ်အဲ့တော့ဒီကြောက်တုံးတွေဆင့်တဲ့အခါမှာမင်းတို့ကိုနောင်လာနောင်သားတွေမင်းတို့သားသမီးတွေကမေးမယ်ဟေးဒီကြောက်တုံးကြီးကဘာလို့ဆင့်ထားတာလဲဘာလို့ဒီကြောက်တုံးကိုဒီမှာထားတာလဲလို့မေးရင်တဲ့လူတို့ဒီမြေပေါ်ရှောက်တကဲ့သို့ဤယော်ဒန်မြစ်ကိုကူးလာကြသည်ဟုသားသမီးတို့ကိုပြောပြပါပြောပြဒီယော်ဒန်မြစ်ကိုလေလမ်းလျှောက်သလိုလေလည်းမလို့ဝါဖောင်လည်းမလို့လမ်းလျှောက်သလိုအဲ့ဒီလိုမျိုးကူးလာခဲ့ရတယ်ဆိုတော့မင်းတို့ရဲ့သားတွေသမီးတွေပြောပြသင်ပေးရတာပေါ့နော်အောက်မေ့ပွေရဆိုသင်ပေးရ
နောက်တစ်ခုကအောင်းမေဘွယ်ရဆိုတာ witness ပါတက်တည်ခံတာကိုယ်တိုင်ကအဖေကိုတတိရတယ်အမေကိုတတိရတယ်အော်ဒီချိန်အမေရှိကောင်းပါပဲဟာဒီချိန်အဖေဆိုရင်တော့ဘလို့လုံမှာပဲဆိုလိုက်တတိယယုံတက်တယ်မဟုတ်ဘူးကိုယ်တိုင်ကအဖေဘလို့အသက်ရှင်ခဲ့တာလေအမေဘလို့အသက်ရှင်ခဲ့တာဟဲ့ငါအဖွားကဘလို့တင်ခဲ့တာငါအမေငါအဖိုးကဘလို့တင်ခဲ့တာအဲ့ဒီຢာပေါ်မှာပြန်ပြီးတော့အသက်ရှင်ရတာတဲ့အောင်းမေ့ပွေရဆိုတိတ်တိတ်ပဲရှိတယ်နော်ဒါကြောင့်လို့ကျမ်းစာကပြောတာတန်ရှင်းသူတို့ကိုအောင်းမေ့ခြင်းအရာဘာဖြစ်တယ်လဲတန်ရှင်းသူတို့ကိုအောင်းမေ့ခြင်းအရာဘာဖြစ်လဲမင်္ဂလာရှိတယ်ဒါကြောင့်မလို့ဖော်ပြတယ်ကဲဟုတ်ပြီအဲ့တော့အချက်လေး၃ချက်ကျွန်တော်တို့စဉ်းစားရအောင် why we should remember our ancestor ငါတို့ရဲ့ဘိုးဘေးတွေကိုဘာကြောင့်မလို့ငါတို့ကအောင်းမေ့တတိယရတာလေတဲ့ပထမတစ်ချက်อ่ะ they are part of our story သူတို့ကငါတို့ဘဝအသက်တာရဲ့တမိုင်းအစိတ်ပိုင်းတစ်ခုဖြစ်တယ်တစ်ပင်စဉ်းစားကြည့်တစ်ပင်ကိုကြည့်လိုက်တဲ့အခါမှာအဲ့ဒီတစ်ပင်ကြီးကရှင်သန်နေတာပေါ့မြေပေါ်မှာထီးထီးပေါ်နေတာပေါ့ပင်စီကြီးတွေရှိတာပေါ့ပြီးအကိုင်းတွေအခက်တွေအရွက်တွေရှိတာပေါ့ဟောအသီးလေးတွေဘာလေးတွေရှိမှာပေါ့ဒါပေမဲ့ဘာကိုမမြင်ရပင်စီနဲ့အကိုင်းအခက်အသီးပွင့်နေတော့မြင်ရတာပေါ့ဘာကိုမမြင်ရဘူးလဲအမြင့်မမြင်ရဘူးအဲ့ဒီအမြင့်ရဲ့စုပ်ယူလာတဲ့အာဟာရအဲ့ဒီဓာတ်အဲ့ဒီမြေဩဇာတွေနဲ့ဒီပင်ကြီးကရှင်သန်နေတာမဟုတ်ဘူးလားအဲ့ဒါပြောတာဒီနေ့ဘိုးဘွားမိဘတွေရှိခဲ့တယ်သူတို့ဟာကျွန်တော်တို့ရဲ့တမိုင်းရဲ့အစိတ်ပိုင်းတွေဖြစ်နေရှိခဲ့တယ်ဆိုတဲ့အရာပေါ်မှာချီးမွမ်းတာဒါကြောင့်မလို့ကျမ်းစာကတရားဟောတဲ့ကျမ်းမှာရှေးကာလကိုအောင်းမေပါလိုလေပြီးသောနှစ်ပေါင်းများကိုပြန်ပြီးတော့ဆင်ခြင်ပါမမေခိုင်းဘူးနော်ကျွန်တော်တို့လည်းပြန်စဉ်းစားဖို့ကောင်းတယ်ဒီခေတ်လေးပြန်စဉ်းစားကြည့်နော်ကျွန်တော်တို့အဖိုးဖွားတွေပြန်ပြောပြတာပေါ့သူတို့ခေတ်မှာဂျပန်ခေတ်မှာဘလို့အင်္ဂလိပ်တွေဝင်လာတော့ဘလို့အဲ့ဒီကာလတွေမှာသူတို့ဘလို့ခက်ခဲခဲ့ရတာဘလို့ပြေးခဲ့ရတာဘုံကိုချင်းထဲမှာတခါတည်းအတူတူပိုးရင်းနဲ့လင်မယားဖြစ်သွားရောအဲ့ဒါတွေလည်းပါတာပေါ့ညာကြီးပဲသူတို့ပြောပြတယ်ငယ်တော့အဲ့ဒီထဲမှာတလောက်ခက်ခဲနေတဲ့သူတို့ကရင်ဗမာရေးခေအကြောင်းပြောပြတာလေတော်တော်ကြောက်စရာကောင်းတယ်မလွယ်ဘူးတော်တော်အဲ့ဒီခေတ်ကာလကလည်းတော်တော်ဆိုးတာပဲမိတဲ့လူတွေရှိတယ်နော်မိတဲ့လူတွေရှိတယ်ဒါပေမဲ့ပြန်စဉ်းစားတော့အဲ့ဒီတုန်းကမစဉ်းစားမိပေမဲ့ဖရာသခင်နော်အဲ့ဒီလူမျိုးခေတ်ကာလအခြေအနေတဲကနေငါတို့ကိုပို့ဆောင်ကဲဒါဆိုရင်ကျွန်တော်တို့လက်တလောမိခဲ့တဲ့ຢာဆိုဘာဖြစ်မလဲပြင်းထန်ဆိုနာဂစ်ပေါ့ကိုဗစ်ပေါ့နာဂစ်တွေကိုဗစ်တွေဘာစစ်တယ်ဒါတွေရှိပြီဟောပြန်ကြည့်နော်ပြန်ကြည့်ကျွန်တော်ခဏပြောတယ်ကျေးဇူးတော်တွေသိဈေးကြီးလာတယ်နော်ကုန်ချင်းလုံးတွေတက်သွားတာမဟုတ်ကျေးဇူးတော်တွေဈေးကြီးလာတာဟုတ်လားနော်ကျဲဥတစ်လုံး100တုံးလဲစားတာပဲမဟုတ်ဘူးလားကျဲဥ600လဲစားတာပဲနော်ကျေးဇူးတော်တွေဈေးကြီးလာတာအရင်တော့2000 3000ဆိုတဲ့ဝက်သားစားနိုင်တယ်အခု3200နဲ့ခုနေ့ကခက်တီတွေနဲ့ဆရာဝက်သားယူမှာတောဝက်သားကောင်းတာပေါ့တောဝက်သားခေါင်းထဲမှာ1000 အေးငါချက်ချင်းငါလွှဲလိုက်မယ်ကိုကီပြီးထဲမှာ2000လောက်ရှိတယ်ဆိုတော့လောက်တယ်ဘယ်ဟုတ်မလဲဝက်သားတစ်ပိဿာ3200နဲ့3200စားလားဒီနေ့ကျွန်တော်တို့ဒီຢာလေးတွေပါဒီຢာလေးဒီဘိုးဘေးတွေမိဘတွေရဲ့အမြင့်ဆွဲလာတဲ့ဒီယုံကြည်ခြင်းကဒီနေ့ကျွန်တော်တို့ရဲ့အသက်ရှင်မှုမှာတကယ်ကိုရက်တည်လာနိုင်တဲ့နော်အကျိုးကျေးဇူးတွေအပေါ်မှာသတိရတာဖြစ်ဒုတိယတစ်ချက် the love art example of faith သူတို့ကတဲ့ငါတို့အတွက်ယုံကြည်ခြင်းကိုစံနမူနာအဖြစ်နဲ့ထားခဲ့တယ်ဟေဘရဲ7ကိုဖတ်ရင်ဒီတလောကျွန်တော်လေအောင်းမေးပွဲရဘယ်ကစဆရာကြီးဥပေဒံအစဒီလပိုင်းတွေကဇူလိုင်နဲ့ဩဂတ်လတို့ကဘုံတော်ဝင်စားသွားတဲ့လူအထူးသဖြင့်ကိုဗစ်ကြောင့်ပေါ့နော်တော်တော်များတော့အောင်းမေးပွဲရတွေတော်တော်လေးပါဝင်ခဲ့ရနော်ဒီတလောဆက်တိုင်နေပါပဲကျွန်တော်ဒီဟေဘရဲ7ကိုပဲပြန်ပြောလို့ရှိတယ်ဟေဘရဲ7ကယုံကြည်ပြီးတော့
အသက်ရှင်ခဲ့တဲ့သူတွေအကြောင်းနော်ယုံကြည်ခြင်းအဖြစ်တည်သွားခဲ့တဲ့ယုံကြည်ပြီးတော့တည်သွားခဲ့တဲ့သူတွေအကြောင်းမှတ်တမ်းတင်ထားတာလေသိပြီးတော့ကျွန်တော်တို့အတွက်ခွန်အားယူစရာသင်ခန်းစာယူတာတိတ်ကောင်းတာပဲသူတို့ယုံကြည်ခြင်းနဲ့ဘုရားကိုဝတ်ပြုတယ်ယုံကြည်လဲဘုရားနဲ့အတူသွားလာတယ်ယုံကြည်ပြီးတော့ဘုရားသခင်ရဲ့စကားတော်ကိုကြောက်ရွံ့တဲ့စိတ်နဲ့နားထောင်တယ်တဲ့ယုံကြည်သောစိတ်နဲ့ဘုရားသခင်ကဂတိထားရင်ဂတိတိုင်းလုပ်ပေးမယ်ဆိုတဲ့ယုံကြည်မှုနဲ့အသက်ရှင်ခဲ့တယ်တဲ့အဲ့ဒီယုံကြည်မှုတွေကြောင့်တဲ့အဲ့ဒီလူတွေကတဲ့ဘုရားသခင်သူတို့ကိုချီးမွမ်းတယ်တဲ့ဘုရားစိတ်တော်နဲ့တွေ့တယ်တဲ့တကယ်သူတို့ရဲ့အသက်တာထဲမှာကြီးပွားခြင်းတွေတိုးပွားခြင်းတွေခံစားရတယ်တဲ့ကျွန်တော်ပြောပါတယ်ကျွန်တော်အရင်ကြိုက်တဲ့စကားလေးရှိတယ်ဘုရားသခင်ဟာတဲ့သူတို့ဘုရားလို့ခေါ်ဝေါ်ခြင်းကိုမရှက်ဘူးတဲ့ဘုရားကောင်းယူတာလေယုံကြည်ခြင်းနဲ့အသက်ရှင်ခဲ့တဲ့အဲ့ဒီလူမျိုးဘုရားမရှက်ဘူးဟေးငါကသူတို့ရဲ့ဘုရားသူတို့ရဲ့ဘုရားလို့ငါ့ကိုခေါ်ငါမရှက်ဘူးဂုဏ်ယူတာအဲ့ဒါရှိတွေ့ရတယ်တဲ့ဒီနေ့ဒီယုံကြည်ခြင်းစံနမူနာတွေကိုဒီနေ့ကျွန်တော်တို့ကိုထားပေးတယ်တတိယတစ်ချက်ကတော့ they sacrificed for future generation အနာဂတ်မျိုးဆက်တွေသူတို့ပေးဆက်ခဲ့ရတယ်လမ်းခင်းခဲ့ကြဆိုတဲ့အဲ့ဒီအရာဒီပေါ်မှာမူတည်ပြီးတော့ဒီနေ့ကျွန်တော်တို့ဘိုးဘေးတွေကိုအောင်းမေတ္တိရဖို့ဖြစ်တယ်အဲ့တော့ဟုတ်ပြီဘာဒီအောင်းမေတ္တိရရမလဲတဲ့နော် what we should remember about them သူတို့နဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာတွေကိုသတိရရဘာကြောင့်သတိရသင့်တယ်လဲဟုတ်ပြီအခုနအချက်တွေအပြည့်သတိရသင့်တယ်ဘာကိုသတိရရမလဲပထမတစ်ချက်က their faith in God ဖခင်ကိုသူတို့ရဲ့ယုံကြည်ခြင်းပေါ့ကျွန်တော်တို့ဘာလုပ်အောင်သတိရတိမောသေကိုတမန်တော်ရှင်ပေါလုကနှစ်တိခန်းကြီး1ငယ်9မှာပြောတဲ့အခါမင်းအဖွာလောဤတဲ့မင်းရဲ့အမေဥနှိတ်ရဲ့ယုံကြည်ခြင်းကိုငါသဘောကျတယ်တဲ့မင်းရဲ့အဖွာမင်းရဲ့အမေယုံကြည်ခြင်းငါသဘောကျအဲ့ဒီမင်းအဖွာအမေရဲ့ယုံကြည်ခြင်းဟာမင်းပေါ်မှာတည်နေတဲ့အတွက်ဖခင်ရဲ့ကျေးဇူးတော်ကိုငါချီးမွမ်းတယ်တဲ့နော်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုငါချီးမွမ်းတယ်အဲ့ဒီယုံကြည်ခြင်းနော်သူတို့ရဲ့ယုံကြည်ခြင်းအဲ့ဒီသူတို့ရဲ့ယုံကြည်ခဲ့တဲ့အတွက်ကြောင့်ဆက်ပြီးတော့သားတွေသမီးတွေမှာဒီယုံကြည်ခြင်းကဆက်ပြီးတည်မြဲနေတာပြတဲ့တစ်ခုမှာသူတို့ပကြီကားတစ်ချက်ကိုဆွဲထားတယ်အဲ့ဒီပကြီကားထဲမှာခရိယန်တွေကိုရက်ဆက်နီးပေါင်းစုံနဲ့ညှဉ်းပန်းနှိပ်စက်တဲ့ပုံတွေပေါ့အဲ့ဒါကိုဆွဲထားတယ်နော်မိတွေကိုပြစ်ချတယ်လန်နဲ့ထိုးတယ်အမျိုးမျိုးပေါ့ဟိုးလက်ဝါးကားတိုင်းမှာမီးရှူတိုင်းလိုမျိုးပေါ့လက်ဝါးကားတိုင်းမှာတင်ပြီးတော့သူတို့မီးရှို့ပြီးတော့အဲ့ဒီမီးအလင်းရောင်ရအောင်အမျိုးမျိုးပေါ့ဒီရဲ့ပကြီကားပေါ်မှာခရိယန်တွေကိုညှဉ်းပန်းနှိပ်စက်တဲ့ပုံအမျိုးမျိုးကိုဆွဲထားတယ်စာတစ်ကြောင်းရေးထားတယ်အဲ့ဒီစာကြောင်းလေးကဘာလဲဆို what if they have quit သူတို့သာထွက်ပြေးခဲ့မယ်ဆိုရင်တဲ့အဲ့ဒီစကားလေးထိုးထားတယ်အဲ့ဒီတုန်းကယုံကြည်သူတွေသာအဲ့ဒီညှဉ်းပန်းနှိပ်စက်ခြင်းပေါ်မှာထွက်ပြေးခဲ့မယ်ဆိုရင်တိတ်အတိတ်ပဲရှိတဲ့စကားလေးပဲကျွန်တော်အဖေကျွန်တော်အဖိုးဒီနေ့သူတို့သာထွက်ပြေးခဲ့မယ်ဆိုရင်ဒီကောင်းမြတ်တဲ့ဖခင်ဒီကြီးမြတ်တဲ့ဖခင်ဒီကျေးဇူးတော်တွေနဲ့နေ့တိုင်းကယုဏတော်ကိုခံစားစေတဲ့အဲ့ဒီဖခင်ကျွန်တော်သိပါမလားရပါမလားအဲ့ဒီယုံကြည်ခြင်းတွေကိုကျွန်တော်တို့ဘာလုပ်ဖို့လို့လဲချီးမွမ်းဖို့ဒုတိယချက် their lesson and warning ဘိုးဘေးတိုင်းကတော့ကျွန်တော်တို့အတွက်အမြဲတမ်းတော့ကောင်းတဲ့ဥပမာတွေပုံသက်တည်တော့မထားခဲ့ဘူးပေါ့ကျွန်တော်တို့တမန်ကျမ်းစာမှာလေ့လာရင်ရှင်ဘီရင်တွေနဲ့ပတ်သက်ပြီးနော်တချို့ရှင်ဘီရင်တွေနဲ့ပတ်သက်ပြီးဘာပြောလဲဆိုအနိစ္စရောက်သောအခါအတရီကိုချီးမြှောက်တော်မူတယ်တည်သွားတာတောင်မှသူ့ကိုဆက်ပြီးတော့ချီးမွမ်းနေတော့အနိစ္စရောက်သွားတာတောင်မှတည်သွားတာတောင်မှသူ့ကိုဘာလုပ်နေလဲသူ့ရဲ့အတရီကိုချီးမြှောက်နေတယ်သူ့ကိုတတိယနေကြသူ့ရဲ့ကျေးဇူးတွေကိုပြန်ပြီးတော့ကျေးဇူးတင်နေကြတချို့ကြတော့ဘလို့မတန်းတင်တာလဲဆိုတည်သွားတော့လဲနှမျောခြင်းမရှိတယ်ဟာတော်ဒီနေ့ကျွန်တော်တို့ကိုယ်အသက်တာလေးလည်းပြန်စဉ်းစားရအောင်ကျွန်တော်လည်းပြန်တွေးတယ်တည်သွားတော့လဲနှမျောခြင်းမရှိပါဘူး
အမေမြန်လစ်အေးတာပဲဆိုတဲ့ဟာအဲ့ဒီထဲမှာမဟုတ်ပဲနဲ့ကျွန်တော်တို့သင်ခန်းစာယူပါဟုတ်လားကျွန်တော်တို့ဘိုးဘေးတွေဒီနေ့ပေါ်ပါဒေါ်လာမေနော်ဒီနေ့နှစ်ပေါင်း33နှစ်ရှိပြီတချို့ကျွန်တော်ရဲ့အတွေ့အကြုံရပြောမယ်ဘသူဘကွာပြောတာမဟုတ်ဘူးနော်ကိုမိဘအဖိုးပွားအောင်းမေးပွဲတခါမှမလုပ်တဲ့လူတွေရှိတယ်မေးကြည့်တယ်ဘာကြောင့်လဲတတိယဆရာမှမရှိတာပဲပြတ်ခေါ်ရတာတတိယဆရာမှမရှိတာဟိုတနေ့ကဖွားချိုမိသားစုတွေအောင်းမေးပွဲရလို့ဘာကြောင့်လဲတတိယဆရာတွေရှိတယ်လေပုံသက်တည်ယူဆရာတွေရှိအောင်းမေးဆရာတွေရှိဒီနေ့တချို့ကကျွန်တော်တို့အတွက်အောင်းမေးစရာတတိယစရာမရှိတဲ့အရာတွေရှိအဲ့ဒါကိုဘာလုပ်ဖို့လို့လဲကျွန်တော်တို့ဒီနေ့အောင်းမေးတတိယခြင်းမှာသင်ခန်းစာယူဖို့ဖြစ်တယ်တတိယတစ်ချက် their legacy of love and service နော်သူတို့ရဲ့မေတ္တာနဲ့အစေခံခဲ့တဲ့အမွေနှစ်တဲ့အဲ့ဒါလေးကျွန်တော်သဘောကျတယ်ဗျာသိလားအဲ့တော့ဒီဟေဘဲခန်းကြီး6ငယ်10မှာGod will not forget your word တဲ့ဘုရားသခင်ကမင်းရဲ့အမှုမင်းရဲ့လုပ်ငန်းကိုဘယ်တော့မှမမေ့ဘူးတဲ့ and the love you have show him မင်းသူ့ပေါ်မှာပေါ်ပြခဲ့တဲ့မေတ္တာလည်းဘယ်တော့မှဘုရားမမေ့ဘူးဘုရားပေါ်မှာကျွန်တော်တို့ပေါ်ပြခဲ့တဲ့မေတ္တာတွေဘုရားအတွက်လှုပ်ဆောင်ပေးခဲ့တဲ့အရာတွေဘုရားကမမေ့ဘူးတဲ့ဟေးဘဘဒေါ်လာမေဘာတွေလုပ်ခဲ့လဲကျွန်တော်တို့မသိဘုရားအတွက်သူစက္ကက်ခဲ့တာတွေဘုရားအတွက်သူလုတ်ခဲ့တာတွေဘုရားအတွက်သူ့ရဲ့မေတ္တာကိုဖော်ပြခဲ့တာတွေကျွန်တော်မသိဒါပေမဲ့ဘုရားမမေ့ဘူးတဲ့ဒါဆိုရင်မမေ့တဲ့အတွက်ဖွားဖွားဒေါ်လာမေမရှိပေမဲ့သူ့ရဲ့သားတွေသမီးတွေဒီနေ့အဖွားကြုံမရှိတော့ပေမဲ့သူ့ရဲ့သားသမီးတွေဟိုတလောကဆရာကြီးဥပေသံမရှိတော့ပေမဲ့သူ့ရဲ့သားသမီးတွေဟိုတရကဥဖရန်ကိုအောင်မရှိပေမဲ့သူ့ရဲ့သားသမီးတွေဘုရားမမေ့ဘူးတဲ့ဟာဘုရားမမေ့ဘူးအဲ့တော့အဲ့ဒီဖွားဖွားတွေအဲ့ဒီဘိုးဘိုးတွေဒီနေ့ကျွန်တော်တို့အတွက်ဆူတောင်းပေးခဲ့တာကျွန်တော်တို့မေ့ပြီပေါ့မဟုတ်ဘူးလားဆူတောင်းပေးခဲ့တဲ့အရာတွေရှိမယ်ဆက်ကပ်ခဲ့တဲ့အရာတွေရှိတယ်ကောင်းကြီးပေးခဲ့တဲ့အရာတွေမရှိဘူးလားအဲ့ဒီအရာတွေကမပြီးသွားဘူးတဲ့ဘုရားမမေ့ဘူးတဲ့ဘုရားသခင်မမေ့ဘူးတဲ့God will not forget လုံးဝဖျားမမေ့ဘူးလေအဲ့ဒါဆိုရင်ဒီနေ့ညေးလို့မရဒီနေ့ကျွန်တော်တို့ခံစားနေရတဲ့ကောင်းကြီးမင်္ဂလာတွေဆိုအဲ့ဘိုးဘွားတွေရဲ့ဆူတောင်းပေးခဲ့တာတွေစက္ကပ်ခဲ့တာတွေဖျားအတွက်အစီခံခဲ့တာတွေရဲ့အကျိုးကျေးဇူးမကင်းဘူးဒါကြောင့်မို့ကျွန်တော်တို့ကတတိယအောင်မေဖို့ဖြစ်တာကျမ်းစာထဲမှာအေလိရှေသေပြီလေသေတာတော့မှဟိုအသားတွေပြုတ်ကျပြီးတော့အယိုးတော်ဆွေးနေပြီစစ်ပွဲမှာလူတယောက်ကသေတဲ့လူတယောက်ကအေလိရှေအယိုးသွားထိတော့ပြန်ရှင်းတယ်ဟောအဲ့တော့အဲ့ဒီကျမ်းစာလေးဖတ်တော့ဟာအေလိရှေစွမ်းလာကြီးပြန်လာမှမပြောနဲ့ဘုရားပုံမှာတစ္ဆာရှိခဲ့တဲ့လူကိုသေတာတော့မှဘုရားကဆက်အလုံးလုံးနေတာသူ့ရဲ့အသက်တာပုံမှာမူတည်ပြီးတော့ဒီနေ့ဒါလေးတွေစဉ်းစားဖို့အဲ့ဒီဘိုးဘေးဒီတဲမှာကျွန်တော်တို့ပါကြစို့ကျွန်တော်တော့နည်းနည်းရှက်တယ်ကျွန်တော်လေးတလောပြန်စဉ်းစားကျွန်တော်စိတ်လည်းမကောင်းဒီအောက်မေ့ပွေရာတွေနဲ့ပတ်သက်ပြီးတော့နှုတ်ကပတ်တော်တွေပြန်ဆင်ခြင်းစဉ်းစားတဲ့အခါတကယ့်ဝိညာဉ်ကြီးကအာကြီးပြီးတော့တကယ့်ဖျားအတွက်ကိုရွချွန်စက်ကပ်ခဲ့တဲ့သူတွေရဲ့မိသားစုတွေလူမျိုးတွေအသင်းတော်တွေကတကယ်ကြီးပွားခဲ့တာပဲအဲ့ဒီနေရာမှာကျွန်တော်ကကိုမလုံတော့ငါနေရာမှာငါထက်ဝိညာဉ်ကြီးကအာကြီးပြီးတော့ထက်မြက်တဲ့ခေါင်းဆောင်တစ်ယောက်ရှိခဲ့ဒီအသင်းတော်ဒီထက်တော့ပိုထောင်တယ်အောင်အဲ့ဒီစိတ်ကဒီအောင်းမေတ္တရိယခြင်းကိုပြန်စဉ်းစားတဲ့အခါသင်ခန်းစာကျွန်တော်တို့အတွက်ဆင်ခြင်စရာဖြစ်လာကျွန်တော်တို့ကဘိုးဘေးတွေနေရာရောက်လာပြီနော်အတိတ်ကိုတတိယယုံနေမဟုတ်သိပေးရမယ့်လူတွေလက်စစ်ကမ်းရမယ့်လူတွေကိုယ်တိုင်သက်ရှင်ရမယ့်လူတွေဖြစ်လာပြီဆိုတော့တွေ့ရတယ်ကဲနောက်ဆုံးတစ်ချက်မှာဘယ်လိုမျိုး how we should နော် honor and their legacy သူတို့ရဲ့အမွေနှစ်တွေပေါ်မှာကျွန်တော်တို့ဘယ်လိုယူသေးစွာနဲ့တန်ဖိုးထားပြီးတော့ထိမ့်သိမ့်မလဲတဲ့နော်အဲ့တော့ပ
ထမတစ်ချက်ကတော့ by giving them to God ဘုရားကိုချီးမွမ်းဖို့ပေါ့ကျွန်တော်တို့အဖိုးပေးခဲ့တယ်ဒီအဖွားတွေပေးခဲ့တယ်အသင်းတော်မှာဒီလိုမျိုးပုံကိုယ်တွေကိုပေးခဲ့တယ်ယေရှုတင်တယ်ဒါကြောင့်မလို့103ခုမြောက်သောစာလမှာယေရှုတော်အပေါင်းမမေ့နဲ့ဆိုစားရတောက်ရနေရထိုင်ရဒါလေးပဲပြောတာမဟုတ်ဘူးเนาะအဆအရာရာစင်ပြေတာလေးပဲပြောတာမဟုတ်ယေရှုတော်အပေါင်းလို့ပြောတဲ့အခါမှာအဲ့ဒီဘိုးဘေးတွေရဲ့ယေရှုကိုလည်းဘာဖြစ်လဲမမေ့ဖို့လိုတာပေါ့ဒီနေ့အဲ့ဒါကိုချီးမွမ်းဖို့ဖြစ်တယ်เนาะနောက်ဒုတိယတစ်ချက်က by following their God example တဲ့သူတို့ရဲ့ကောင်းတဲ့ပုံသက်တည်ပေါ့အခုနောက်တော့အဖွားပြောသွားတယ်ပေါ်ပါဒေါ်လာမေယာသူအကြိုက်ဆုံးသချင်းကကောင်းကြီးရေတွက်ကျူဟိုတနေ့ကဖွားချိုဖွားချိုအကြိုက်ဆုံးသချင်းလို့ပြုကလို့သူကမေးလိုက်တဲ့အခါကျတော့ဝေးလာတော့တောင်ကုန်းပေါ့သူတို့အဲ့ဒီသချင်းလေးတွေနဲ့ခွန်အားယူရင်းနဲ့တကယ်ခက်ခဲခဲ့ပါတယ်ကျွန်တော်တို့မျက်စိနဲ့ကိုယ်၌တွေ့ခဲ့ရမိသားစုတွေကိုရုန်းကန်ခဲ့ရဥဆောင်ခဲ့တယ်ယုံကြည်ခြင်းအဲ့ဒီတဲမှာမလဲခဲ့ဘူးဖျားနဲ့တရားနဲ့ကြည်ညိုတတ်အောင်သားတွေသမီးတွေမြေးတွေပေးခဲ့တယ်အဲ့ဒီသူတို့ရဲ့ကောင်းတဲ့ပုံသက်တွေလေးတွေပေါ့ပုံသက်တွေလေးပေါ့နော်ကျွန်တော်တို့လည်းအခုတည်းကနေစပြီးတော့ကြိုက်တဲ့သချင်းလေးတစ်ပုဒ်တော့စဆူတိုင်းကောင်းမယ်ပြီးပြောထားမယ်ဆရာဟမ်မီအကြိုက်ဆုံးသချင်းအဲ့လိုလုပ်အောင်မယ်နော်တကယ်ဗျာဖွားချိုလေးကျွန်တော်ဘုရားရှိခိုးသူ့ကျန်တချစ်စာကိုပြီးလောမယူဘာလို့တချစ်တော်များများအလွတ်ရကျွန်တော်ဒီနေ့တချင်တပုတ်အဲ့ဒီတခါတလေငါသုံးတဲကဘုရားပေတီတော့အပေါ်ပိုင်းနဲ့အောက်ပိုင်းတခါမာအခုတော့ဖွား90ခုမြောက်တော့စာလံကိုရွတ်တယ်လမ်းတစ်ဝက်မှာမထစ်ပါစေနဲ့စိတ်ထဲမှာစွတ်တောင်းရတော်သေးတယ် तू ကစာအုပ်ကင်လာတော့နည်းနည်းစိတ်သက်သာသွားတယ်ထစ်သွားရင်မထောက်တတ်ဘူးဘယ်မထောက်တတ်ဘူးကိုအလို့မရဘူးလေနော်အဖွားတွေရွတ်သွားတာကြည့်ကောင်းတဲ့ပုံသက်တွေလေဘာတွေကြည့်ရမှာပေါ့နော်သူတို့ဘလို့ယုံသေးလဲကျွန်တော်ပြောဘူးတယ်ကျွန်တော်ရဲ့မော်နမတွေထဲမှာဘယ်သူမှဇက်ကွဲစားဘူးတယ်လို့မရှိဘူးကျွန်တော်စားဘူးတယ်အိမ်မှာဆံမရှိတော့ဇက်ကွဲလေးအရင်တော့ကျွန်တော်တို့ကအဖွားတွေကဟိုဟာလေဇကောလေးနဲ့ဇကွဲလေးတွေဖယ်ပြီးထားတာလေအမှန်တော့ကြက်ဒီပါကျွေးတာဗျာမရှိတော့အဖွားကခက်တီပဲဇကွဲချက်ကောဇကွဲချက်တော့သူကခက်တီပဲချက်တာတိတယ်ကျွန်တော်လေးကသူ့မှာအလူငွေရှိတယ်လားအလူငွေလေသူဟိုပါပေါ့ဆယ်ဖို့လို့ဖို့အလူငွေသူ့မှာရှိကျွန်တော်ပြောတယ်အဲ့ပတ်စံလေးခဏချီလိုက်ဆန်ခဏဝင်ပြီးချက်ချင်းထက်စားလုံးဝမပေးဘူးအဲ့ဇကွဲပဲစားဘောသားထွက်တာလေအဲ့လောက်တော့စားသိရင်စားမယ်အဖွားဘုရားပြင်ဆင်ပေးမယ်ဘုရားတခင်ပြင်ဆင်ပေးမယ်ဘုရားကသူကရှင်းတယ်ဘုရားပြင်ဆင်မယ်မပြင်ဆင်ပေးလဲအဲ့ဇကွဲကဟိုဘုရားစားခိုင်းသူစားမှာအဲ့သူကသူ့သဘောအဲ့ဒါပဲသူကရှင်းမယ်ကျွန်တော်ဒေါသထွက်တယ်ကတ်တတ်တာပြန်မပေးတာလည်းမဟုတ်ပေးမှာပေါ့ခဏလေးခဏပဲဆန်လေးဝယ်ချက်မယ်ပြီးပြန်ပေးမယ်လုံးဝမပေးစားတယ်အေးစားသေးချင်လားစားကြည့်စားကျွန်တော်အဲ့ဇကွဲထမင်းကိုထည့်ကင်တာကျန်တဲ့မောင်နှမတွေအေးစေဟာမရှိပြီးတော့တိတ်မကြောက်ကျွန်တော်ဦးလေးကဆန်80ထန်းအိမ်မတက်ပေါ့ဘာချက်ချင်းပဲကျွန်တော်ဘာဖြစ်တယ်ညာပဲလည်းမပြောကျွန်တော်တစ်ချက်လေးကြည့်လိုက်တွေ့လားပေါ့ကိုကတော့ဇကွဲတော်တီးပြီးသွားအဲ့တော့အဖွားအဲ့ဒီကနေပါဆန်80ကနေပြီးတော့မှဆန်တွေပါချက်ပြီးတော့ကျန်တဲ့မောင်နှမတွေအဲ့ထမင်းစားရတယ်တက်လုံးမှတ်တမ်းဝင်သွားတယ်မောင်နှမတွေထဲမှာဇကွဲစားဘူးတယ်လို့ဘယ်သူကျွန်တော်သူတို့ရဲ့ဖျားပေါ်မှာထားတဲ့ရှင်းနေဗျာစိတ်လေးတွေသင်ခန်းစာယူဖို့ဒီနေ့ကျွန်တော်တို့ပြုရတာဖြစ်တယ်နော်နောက်ပြီးတော့နောက်ဆုံးတစ်ချက်ကတော့ by passing on the fame to the next generation အဖေကိုတတိရတာပေါ့အမေကိုတတိရတာပေါ့ဟဲအဖိုးရဲ့တတိရတယ်အဖွားရဲ့တတိရဟိုးအဖိုးကဘလို့လေးစကားပြောရင်ဘလို့အဖွားလေးနှူးညံ့လိုက်တာโอเคကောင်းတယ်ဒါမှန်တယ်ငါကတော့အဖွားတော့နှူးညံ့လိုက်တာငါကတော့ရက်ကွက်အော်ကြောလန်ဒါကတော့မဟုတ်သေးဘူးနော်အဖိုးအဖွားတွေဒီလိုအသက်ရှင်ခဲ့တယ်ဩငါတို့ကောင်းကြီးဖြစ်တယ်အဖိုးအဖွားတွေဒီလိုမျိုးသူတို့ဖျားပေါ်မှာသူတို့ဒီလိုမျိုးဖျားနဲ့ပတ်သက်ရင်အဲ့ဒီလိုမျိုးစိတ်ကောင်းလိုက်တာကောင်း
ငါကြတော့ဘယ်လိုလဲအဲ့ဒါဒီနေ့ပြန်ပြီးတော့ကျွန်တော်တို့အသက်တာထဲမှာလာမယ်လေကျွန်တော်သားသမီးတွေကျွန်တော်ကြည့်ပြီလေဟုတ်လားကျွန်တော်ရဲ့သားသမီးတွေကြည့်လာပြီမျောလင့်သေးပါတယ်မြီးတွေပါခြီလဲခြီကျင်ပါသေးတယ်မြီးတွေပါရလာရင်လည်းကျွန်တော်ကြည့်ပါပေါ့ငါအဖိုးကဘလို့ပေါ့နော်ပြောတော့သာတရားဟောဆရာပေါ့ပြီးတော့ကြတော့သူ့လို့ဆိုရင်နားလည်းမရှိဘူးပေါ့နော်ပြောတော့ကြတော့တရားဟောဆရာပြီးလည်းပြီးတော့တရေကြောက်တယ်ဒါလည်းမဟုတ်သေးဘူးကဲဟုတ်ပြီကဲဒီနေ့တော့ဗျာကျွန်တော်တို့မင်္ဂလာရှိတဲ့အမှုအောင်းမေ့ဖွယ်ရဆိုတိတ်တန်ဖို့ရှိပါတယ်နော်အဲ့တော့ဒီနေ့ဘိုးဘေးမိဘတွေကိုဘာလို့ကျွန်တော်တို့ကအောင်းမေ့တတိယရလဲဘာတွေအောင်းမေ့တတိယရလဲအဲ့ဒီအောင်းမေ့တတိယခြင်းမှာဒီနေ့ကျွန်တော်တို့ဘာတွေနော်ကျွန်တော်တို့ကိုယ်တိုင်ကဘာတွေလက်ဆင့်ကမ်းရမလဲဆိုတာလေးကိုပြန်လဲစဉ်းစားဆင်ခြင်ရင်းနဲ့နော်ကိုယ်အသက်တာထဲမှာကောင်းသောခုနကတော့ဆိုတဲ့တခြင်းထဲမှာဗာလဲပြုသမျှပေါ့ကောင်းတဲ့အေးပေါ့ဗျာဟိုအမွေပေါ့နော်ဘာပြောလဲအမွေလားကောင်းတဲ့ပုံသက်တွေပေါ့ဗျာကောင်းတဲ့အမွေတွေနော်ခြံထားခဲ့တဲ့သူတွေဖြစ်အောင်အသက်ရှင်ကြရအောင်လို့နှုတ်ကပတ်တော်နဲ့ခွန်အားပေးပါလေအားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ